မိတ်ဆွေများအားလုံးမင်္ဂလာပါ။ဘာကြီးဆို 3D channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။မိတ်ဆွေများကိုအခု26ခုနှစ်ဦးကနန်းပေါ့ဗျာနော်။ပထမအကြိမ်ကနန်းပေါ့။ပထမအကြိမ်အတွက်ကျွန်တော်ရှာဖွေတွေ့ရှိထားတာလေးကနန်းလေးနှစ်ကွက်ကောင်းမဲ့ထင်တာလေးပေါ့ဗျာနော်။ကျွန်တော်တင်ပေးပါမယ်။မိတ်ဆွေများနှစ်သက်ရင်သုံးလို့ရပါတယ်။စားလို့ရပါတယ်နော်။ကဲစလိုက်မယ်ဗျာနော်။ကျွန်တော်တို့90ခုနှစ်က90ခုနှစ်မှာ9933ဆိုတဲ့ကလေးတိုင်းထောင်လေးဒါကျွန်တော်အရင်အချိန်တွေတော့လည်းမကြာခဏဖမ်းတဲ့အချိန်လေးပါနော်ထောင်လေးပါဒီအောက်ဆုံး3ညကနေနောက်ကို1 2 3 4ခွက်ကျော်မှာ46ခွန်ဆိုတာရှိတယ်46ခွန်ကနေတခါ1 2 3ဒီနေရာမြင်းကောင်မှာ63ည2ဆိုတာရှိပါတယ်နော်တခါဒီ63ည2ကနေပြီးတော့ကျွန်တော်တို့ဒီအောက်ကိုဇောင်းဆင်းမယ်1 2 3 4 5 6 9ကွက်မြောက်မှာ9လေးတည်ဆိုတာရှိပါတယ်နော်9လေးတည်ရဲ့ဒီဘက်အောက်ဆောင်တစ်ခွက်ကျော်မှာခွန်9ခွန်ဆိုတာရှိတယ်နော်မိတ်ဆွေများဒါပရိမာဏမှာနော်ပရိမာဏမှာဟုတ်ပြီဒီဘက်မှာလေးကြည့်လိုက်မယ်ကျွန်တော်တို့24ခုနှစ်ထဲမှာ9933ဆိုတဲ့အလဲတိုင်းထောင်ခဲ့ရနော်အဲ့ဒီအောက်ဆုံး3ညကနေပြီးတော့ဒီနောက်ကိုသွားမယ်1 2 3 4 5ခွက်မြောက်မှာ64ခွန်ဆိုတာရှိပါတယ်64ခွန်ကနေပြီးတော့1 2 3ဒီနေရာမြင်းကုန်းမှာ63ည2ပရိမာဏနော်မိတ်ဆွေများဒီ63ည2ကဒီလိုဇောင်းဆင်းမယ်1 2 3 4 5 6ခွန်ဒီနေရာမှာ1 4 5 1 4 5ရဲ့ဒီဘက်အောက်ဆောင်တစ်ခွက်ကျော်မှာခွန်9ခွန်ဆိုတာရှိပါတယ်နော်ဒါပရိမာဏနော်မိတ်ဆွေတို့ကလနာရွက်နဲ့အကုန်ပြန်ထောက်ကြည့်ဒီပါတယ်အချို့ဒီပိသားမိတ်ဆွေတွေကတော့ကြော်တော့ပေါ့ဗျာမတည်သေးတဲ့မိတ်ဆွေတွေအတွက်ပါနော်ကျွန်တော်ဒီကနေဒီဖရင်ကနေပြီးယူမှာပါနော်ဒီဖရင်ကနေပြီးတော့ကျွန်တော်တို့အခုဒီနှစ်ဦးကနန်းနော်ကျွန်တော်တို့ဒီပထမအကြိမ်ဘက်ကိုကျွန်တော်ယူမယ်နော်အဲ့ဒီတော့ဒီဘက်မှာကြည့်လိုက်မယ်ဗျာနော်ဘယ်လိုပေးတော့9933ညနော်အဲဒီမှာ46ခွန်63ည2 63ည2ကနေဇောင်းဆင်းမယ်941တကွက်ကျော်မှာခွန်9ခွန်မိတ်ဆွေတို့ဒီနေရာလေးရတယ်နော်ဒီနေရာလေးကိုသိချမှတ်လိုက်နော်941ဆိုတာဒါပြီးခဲ့တဲ့နှစ်ကလေးဒါအပင်ကိုက်မှာသူပရိနေနဲ့ပေးသွားခဲ့တယ်ဗျာနော်တချို့လေကြားကြတာပေါ့ဗျာနော်941ရဲ့တကွက်ကျော်မှာခွန်9ခွန်အဲ့ဒီပရိကနန်းနှစ်ကွက်ကကြားထဲမှာရှိတဲ့935ဆိုတဲ့ကနန်းအဲ့ဒီ935ဟာဟောဒီတစ်နှစ်ကျော်မှလာထွက်တယ်ဟောဒီ935အောင်သားလေးမှာနော်အဲဒီမှာ939ဆိုပြီးတော့တစ်နှစ်ကျော်မှလာထွက်တယ်ဘယ်လိုနေရာမှာထွက်တယ်လဲဆိုရင်သူ့ရဲ့ရှေ့တစ်ခွက်ကျော်မှာ999ဆိုတဲ့ကနန်းနော်မိတ်ဆွေတို့999ပြီးတော့ဒီနောက်တစ်ခွက်က3ပရိတ်436ဆိုတော့3ပရိတ်နော်999 3ပရိတ်အဲ့ဒီနောက်မှာတော့ထွက်တယ်939ဆိုပြီးတော့ကျွန်တော်တို့ခုနကကြည့်ခဲ့တဲ့အားလေးတင်နေခွန်9ခွန်ရကြားရတဲ့ကနေနော်အဲ့ဒီကနေ့ဟာ999 3ပရိတ်939ဆိုပြီးတော့ထွက်တယ်ဟုတ်ပြီကဲဒီဘက်မှာဘာရှိနေလဲကြည့်လိုက်နော်ကဲဖရင်ကနန်း145တကွက်ကျော်ကခွန်9ခွန်သူ့ရဲ့ဂျန်အဲ့နှစ်ကွက်ကြားထဲမှာရှိတယ်ဟောဒီ843ဆိုတဲ့ကနန်းနော်843အဲ့ဒီ843ဟာတစ်နှစ်ကျော်ဒီနှစ်ထဲမှာထွက်ပြရမယ်နော်ထွက်ပြရမယ်နော်မိတ်ဆွေဘယ်အချိန်မှာထွက်ပြရမလဲဆိုရင်နော်ကျွန်တော်တို့ဟိုဒီကိုသွားလိုက်မယ်ထိတ်အဲဒီမှာ9ခွန်9 3ပရိတ်ဒီနေရာမှာထွက်ပြရမှာ843ကနော်ဟုတ်ပြီနော်မိတ်ဆွေတို့843မှာပထမအကြိမ်အတွက်ပါနော်ဒီ9933ညပရင်ကမနစ်ကတော့ပေးတယ်ဗျာနော်မနစ်ကဒီပြန်ကြကနန်းဆိုတာလေသူကနေပဲရခဲ့တာနော်အဲ့145ဆိုတာလေသူကနေပဲရတာပါအဲ့တော့သူ့ရဲ့အဆက်ပါနော်ဟုတ်ပြီနော်မိတ်ဆွေမှတ်လိုက်ပါ145ရဲ့ခွန်9ခွန်ရဲ့ကြားရကောင်ဟာ843ဟာဟောဒီ9ခွန်9 3ပရိတ်ခံပြီးတော့ဟောဒီဘေးမှာထွက်ပြရမယ်843နော်ဟုတ်ပြီ
ကဲရှစ်လေးသုံးမှတ်ထားလိုက်မယ်ဗျာနော်ပထမအကြိမ်အတွက်ရှစ်လေးသုံးအားတော့အားပေါ့ဗျာနော်မိတ်ဆွေများကဲအဲ့ဒီတော့ကျွန်တော်ကဒါဖရင်တစ်မျိုးအရာဖမ်းခြင်းဖြစ်ပါတယ်နောက်တစ်မျိုးနဲ့လည်းဖမ်းရအောင်ဗျာနောက်တစ်မျိုးနော်တော့ဘယ်လိုဖရင်ကဘယ်လိုနေရာနေပြီးတယ်ဆိုတာကိုဘယ်သူမှမသိနိုင်တဲ့အတွက်ဒါဒီလိုဖရင်ရှာဖွေပြီးတော့ဖမ်းခြင်းဖြစ်ပါတယ်နော်တချို့မိတ်ဆွေတွေကတော့ပြောတာပေါ့ဗျာကွန်မန့်မှာအဖြေကတစ်ခုတည်းပဲဖြစ်ရမယ်ဒါတော့လူတိုင်းသိတာပေါ့ဗျာအဖြေကတစ်ခုတည်းဆိုတာကတော့ AI တောင်မှတစ်ခုတည်းမပေးပါဘူးဗျာနော်အဲ့တော့ကျွန်တော်ကတော့ဒီ pattern နဲ့ pattern method နဲ့ခဏရှာခြင်းဥစ္စာကိုပဲဝါသနာပါတဲ့အတွက်ဒါကိုပဲကျွန်တော်လေ့လာပါတယ် pattern မှန်တဲ့ pattern နဲ့တွေ့သွားတဲ့အချိန်မှာလောက်ပွဲမှာလိုက်မယ်ဗျာနော်ကျွန်တော်အဲ့လိုပဲခံယူပါတယ်ကဲစလိုက်အောင်နောက်တစ်ခွက်3ခုနှစ်က2010မှာရှိတယ်3ခုနှစ်ဆိုတာရှိတယ်နော်3ခုနှစ်ကနေအပေါ်ကနေထောက်မယ်1 2 3ဒီနေရာမှာဒီလို3 4 8ဆိုတဲ့အလဲတိုင်းလောင်းအတန်းလေးရှိပါတယ်အဲ့ဒီအတန်းလေးကနေပြီးတော့ရှေ့ကိုဆက်သွားမယ်ဒီ2 3ခွက်ကျော်4ခွက်မြောက်မှာ6 5 3ညဆိုတာရှိတယ်ဒါဖရိတ်အမှန်နော်မိတ်ဆွေတို့နော်ဒီဖရိတ်ကဒါကျွန်တော်ဒီနေရာလေးတွေမှာဖြတ်ပြီးပြတာပါသူ့ရဲ့ဆက်ဆက်ကကလင်နာအစလောက်တည်းလာတဲ့ဖရိတ်ဖြစ်ပါတယ်နော်ဟုတ်ပြီကဲကျွန်တော်တို့ဒီနှစ်နဲ့ပတ်သက်တဲ့ဖရိတ်ကိုကြည့်လိုက်အောင်ဖရိတ်ကိုအရင်ပြမယ်ဗျာနော်ဒီမှာကဏ္ဍဖမ်းကြတာပေါ့ဗျာကျွန်တော်တို့18ခုနှစ်မှာလည်းအဲ့လိုပဲ327ဆိုတဲ့ကဏ္ဍရှိတယ်သူ့ရဲ့အပေါ်ကနေထောက်မယ်1 2 3ဒီနေရာမှာ3 4 8ဆိုတဲ့အလဲတိုင်းဆောင်းအတန်းလေးရှိပါတယ်အတူတူပဲနော်ဟုတ်ကဲ့အဲ့ဒီအလဲကနေပြီးရှေ့ကိုဆက်သွားမယ်1 2 3 4ခွက်မြောက်မှာ6 3 5ဆိုပြီးတော့နော်မိတ်ဆွေတို့ပေးခဲ့တယ်နော်ဒါဖရိအတူတူပဲရိုက်သွားတာပါနော်အင်မတန်ကောင်းတဲ့အဆက်ရှိတဲ့ဟာလေးပါဗျာနော်အဲ့တော့ကဲပထမဖရိကိုပြန်သွားမယ်ညာ327 348ဆောင်6 3 5ဟုတ်ပြီနော်ဖရိအဲ့ဒီ6 3 5ရဲ့ကတ်နေတဲ့ဟောဒီရှေ့နှစ်ထဲမှာကျွန်တော်တို့630အောက်တစ်ခွက်ကျော်မှာသူကပြန်ကြ360ဆိုပြီးတော့အဲ့လိုအတွဲလေးဖြစ်တယ်နော်အဲ့လိုအတွဲဖြစ်ပါတယ်နော်ဟုတ်ပြီဒီဘက်မှာလည်းအဲ့လိုပဲ3နှစ်ခွန်3လေးချစ်ဆောင်နော်ဒီနေ့3လေးဒီမှာ635နော်635ရဲ့ဒီကတ်နေတဲ့နှစ်ထဲရှစ်နှစ်ထဲမှာဟိုဘက်မှာလိုပဲ3963ဆိုတဲ့ကဏ္ဍရဲ့အောက်တစ်ခွက်ကျော်မှာသူကနေပြန်ကြ633ဆိုတဲ့ကဏ္ဍရဲ့အဲ့လိုဖြစ်စဉ်လေးတူပါတယ်ကျွန်တော်တို့အခုဖမ်းမှာကဟောဒီပြန်ကြဖြစ်တဲ့633ရေဟောဒီမြင်းကုန်ဒီနေရာကိုဖမ်းမှာပါနော်မိတ်ဆွေများဒီနေရာကိုဖမ်းမှာပါနော်633ကနေပြီးတော့ဒီနေရာမြင်းကုန်နေရာမှာဘာကဏ္ဍပေးထားတယ်ဆိုပြီးတော့ဘယ်ရလာတယ်လဲဆိုတာကျွန်တော်တို့ကြည့်ကြမယ်နော်ဟုတ်ပြီကဲဒီအောက်ဖရိကိုပြန်သွားမယ်နော်အောက်ဖရိ653ညသူ့ရဲ့ဒီကက်နေတဲ့နှစ်ထဲမှာ630အောက်မှာ360ဆိုတာပြီးပြီဟောဒီ630ရဲ့မြင်းကုန်1 2 3ဒီနေရာမှာပေးထားတယ်ကဏ္ဍကျွန်တော်တို့အခုဒီဘက်ဖရိမှာဆိုရင်တော့ဒါနှစ်ဦးကဏ္ဍပထမအကျင့်ကဏ္ဍပေါ့လေနော်9 2 6ဒီမှာတော့9 2 6လို့ပေးထားပြီဒီ9 2 6ပဲလာတယ်လေဟုတ်ပြီနော်ကဲလိုက်စစ်လိုက်ရင်ကျွန်တော်တို့ဟောဒီဖရိကဏ္ဍ3ခုနှစ်ရဲ့ရှစ်နှစ်ကနေတဲ့နှစ်ထဲမှာဘိုးဆက်တယ်အဲ့ဒီမှာ303ခွန်ဆိုတဲ့ကဏ္ဍရှိတယ်ဟုတ်ပြီနော်မိတ်ဆွေများသိချာလေးကြည့်လိုက်ပါဒီနေရာလေးအသက်ပါ303ခွန်ကနေ1 2 3မြင်းကုန်မှာ635ပဲသူကနော်နောက်တစ်ခါ303ခွန်ကနေဒီအောက်ကိုမြင်းကုန်မဲ့1 2 3ဒီနေရာမှာရှိတဲ့962ဆိုတဲ့ကဏ္ဍဟာခုနကကျွန်တော်တို့ဒီ633ညရဲ့မြင်းကုန်မှာလာထွက်တာဗျ926ဆိုပြီးလာထွက်တာဟုတ်ပြီနော်ကျွန်တော်တို့ဒီ303ခွန်639 962เนาะဒီပုံစံလေးကိုပဲမိတ်ဆွေတို့သိချာမှတ်လိုက်နော်
ဒီ9-6နှစ်ကလာထွက်တာသူကဘယ်မှာလာထွက်တယ်လဲ633ရဲ့ဒီနှစ်3ရင်းကုန်မှာလာထွက်တယ်ဟုတ်ပြီအဲ့တော့ဒီဘက်ဖရိန်ကိုလည်းကြည့်မယ်ဒါတကန်နာပြီးသွားပြီနော်ကျွန်တော်တို့ဟောဒီ327 348ဆောင်6539ကနေတဲ့နှစ်ထဲမှာ3963တကွက်ကျော်မှာပြန်ကြ6393ဒီမြင်းကုန်မှာဘာလာမလဲဆိုရင်ကျွန်တော်တို့ဟောဒီ327ကိုပြန်သွားမယ်ဒီ327ရဲ့ဟောဒီရှေ့ကပ်နေတဲ့နှစ်ထဲမှာနော်3993ဆိုတဲ့ကဏ္ဍရှိတယ်အတူတူပဲနော်မေဆိုလို့နော်3993ရဲ့1 2 3ဒီမြင်းကုန်မှာ653ညအတူတူပဲနော်ဘယ်နဲ့ဒါအပေါ်မြင်းကုန်ဒါအောက်မြင်းကွက်1 2 3ဒီနေရာမှာ324ဆိုတာရှိအဲ့ဒီ324ဟာကျွန်တော်တို့ဟောဒီပထမအကြိမ်ဟောဒီ3963ရဲ့မြင်းကုန်ဒီနေရာမှာလာရိုက်ပြရပါလေသူဖရင်အရဆိုရင်ပေါ့နော်သူပလန်တရားဆိုရင်နော်ဒီ324ဟာဒီမှာတည့်ရိုက်ပြရမှာပါကဲမိတ်ဆွေများလက်ကွက်ရသွားပြီပေါ့ဗျာနော်843အားရဲ့324အားရဲ့843အားရဲ့324အားရဲ့နော်ဟုတ်ပြီနော်အဲ့တော့မိတ်ဆွေတို့နှစ်သက်တဲ့ကဏ္ဍကိုကစားလို့ရပါတယ်ကျွန်တော်ကတော့ကောင်းလို့ရလေးတွေကိုဆက်ပြီးတင်ပေးနေမှာဖြစ်ပါတယ်အားပေးတဲ့မိတ်ဆွေများကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်နော်ကျွန်တော်ကဆရာကြီးလည်းမဟုတ်ပါဘူးမဟုတ်တဲ့အတွက်အာမခံကဏ္ဍကျွန်တော်မထုတ်နိုင်ပါဘူးဗျာနော်ကောင်းလို့ရလေးတွေထောက်ထားကောင်းတဲ့ဟာလေးတွေပဲရှာဖွေပြီးတင်ပေးနေခြင်းဖြစ်ပါတယ်ကျွန်တော်ကိုယ်လည်းနှစ်သက်တဲ့ကဏ္ဍလေးတွေဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်ရဲ့ channel လေးကိုထုံးစံအတိုင်းမတင်တာလည်းကြာပြီဖြစ်တဲ့အတွက်အခုဒါဒုတိယပုတ်ပေါ့နော်26ခုနှစ်အတွက်ပထမအကြိမ်အတွက်ကျွန်တော်ပထမဗီဒီယိုတစ်ပုတ်တင်ထားပြီနော်ဒါကဒုတိယအကြိမ်တင်တာပါlike and subscribe လေးလုပ်ပေးတော့ကြပါနော်ဒီကဏ္ဍတွေအပေါ်မှာမိတ်ဆွေတို့ဘယ်လိုအမြင်ယူဆကြလဲဆိုတာလေးတွေကိုလည်း comment မှာရေးပေးတော့ကြပါအားလုံးကိုကျေးဇူးတင်ပါတယ်အောင်မြင်ကြပါစေဗျာ